ဒါမဲ့ဘလောက်ထိနာကြီးနေလဲဘလောက်ထိဒီကောင်တွေကိုမုံဒီယွန်ရှာနေလဲဆိုတဲ့ဟာတွေလည်းမြင်ရအဲ့ဒါဗာလဲဆိုတော့ဒါတက်ဖွဲ့ဝင်တယောက်ကကြိုးတုပ်ဖို့အတွက်ဝင်သွားပြီဆိုတဲ့အချိန်မှာဒါဟိုစိတ်မရှိတော့ဘောနော်ပိတ်ကန်တာပေါ့ပိတ်ကန်တော့ကြတော့ကြိုက်တယ်လို့လို့ပေါ့နော်မပြစ်တန်ပြီးရောကြိုက်တယ်လို့လို့အဲ့လောက်တိတ်ထီကိုဖြစ်ကုန်တာဒါပေမဲ့သူတို့နားထောင်တယ်ဒါပေမဲ့လည်းခုနလိုပေါ့နော်ဟိုဒေါသတွေအရန်ထွက်နေဘာဖြစ်လို့လဲဆိုတော့စောစီးစီးလက်နဲ့မချလို့စောစီးစီးလက်နဲ့ချလိုက်ရင်အဲ့လောက်ဒီကောင်တွေအဖြစ်ဆိုးကြမှာစိုးဝင်ပေါ့နော်အဲ့မှာဆိုလဲဒါတပ်ဖွဲ့တွေကလုံးဝတတိလုံးဝမလစ်သွားဘူးဗျာမလစ်ဟင်းဘူးပေါ့နော်တို့ထဲထဲဝင်သွားတဲ့အချိန်မှာဒီခွေးရတနက်ဘေးနားမှာရှိတယ်အဲ့ရှိတဲ့တနက်ကိုလုံးဝရောက်ဖအဲ့ခွေးတနက်ကိုလွယ်တာခွေးချင်းကိုထပ်နေတာပဲတကောင်တွေကိုပြောတာရောက်ခွေးတနက်ကိုလွယ်တာကင်တာပေါ့နော်ယူပြီးတော့ပြန်ပြစ်ပါဆိုလို့ဒါပေမဲ့ဟိုကောင်လုံးဝကိုဘလုံးမကိုမလုံနိုင်တဲ့အနေထားအဲ့လိုပုံစံမျိုးမှာဒါလုံးဝတတိမလစ်ပွဲနဲ့ပေါ့နော်တနက်ကိုပြောင်းလာကင်တဲ့အချိန်မှာလည်းထပ်ပြောတယ်အဲ့ကောင်တနက်ကိုမကင်ခိုင်းနဲ့